Everyone, welcome back. ဒီနေ့ကတော့ကျွန်တော်တို့ unit 114ကိုလေ့လာမှာဖြစ်ပြီးတော့ခေါင်းစဉ်ကတော့ go in, fall off, run away, etc. ဆိုပြီးရှိပါမယ်။အဲဒီတော့ phrasal verb လို့ရေးထားပါတယ်။ phrasal verb ဆိုတာကတော့ကျွန်တော်တို့ verb နဲ့ preposition နဲ့တွဲပြီးတော့ရေးထားတဲ့စကားလုံးတွေကို phrasal verb လို့ခေါ်ရပါတော့။အဲဒီမှာဆိုလို့ရှိရင်ဒီစကားလုံးတွေကကျွန်တော်တို့အသိမှတ်မှကိုရမယ်စကားလုံးတွေပေါ့နော်။အသိမှတ်မှရမယ်အလွတ်ကျမှရမယ်စကားလုံးတွေပါ။ Okay အဲ့တော့တစ်ချက်ကြည့်ကြရအောင်။ A phrasal verb is a verb plus in, out, up, down, etc. ပေါ့ So အဲ့တော့တစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာဆိုရင် go in ရှိမယ်ဒီမှာကတော့ look out ပြောလို့ရှိရင် got on, fall off ဆိုပြီးလို့ရှိပါမယ်ဒါတွေကတော့တိတ်ချကြက်ထားမယ်ရတယ်ပေါ့နော်တစ်ချက်ကြည့်မယ်ဆိုလို့ရှိရင် got in ဆိုလို့ရှိရင်တော့ဘာလို့လဲဆိုတော့အထဲသို့ဝင်နေပေါ့နော်တစ်ချက်ကြည့်ရအောင် I waited outside the shop ကျွန်တော်ကတော့ဆိုင်ရဲ့အပြင်ဘက်မှာစောင့်နေခဲ့တယ်I didn't go in ကျွန်တော်အထဲကိုဝင်မသွားခဲ့ဘူး Sarah opened the door of the car Sarah ကကားရဲ့တကားကိုဖွင့်ခဲ့ပြီးတော့ and got in အထဲကိုဝင်သွားခဲ့တယ်နောက်တစ်ခုမှာကျတော့ out ဆိုရင်ဘာနဲ့သုံးမလဲဆိုလို့ရှိရင် look out ရှိမယ် got out ရှိမယ်So look out ကကြတော့အပြင်ကိုကြည့်တယ် got out ကကြတော့အပြင်ကိုထွက်တယ် So အဲဒီတော့ I went to the window ကျွန်တော်ကပတင်းပေါက်စီကိုသွားခဲ့ပြီးတော့ and look out အပြင်ကိုဖြတ်ပြီးတော့အပြင်ကိုထွက်ကြည့်တယ်ပေါ့နော်နောက်တော့ကြာမှာဆိုရင်တော့ the car stopped ကားရပ်သွားခဲ့ပြီးတော့ and a woman got out အမျိုးသမီးတစ်ယောက်ကတော့ထွက်လာခဲ့တယ် Okay on မှာကြည့်မယ်ဆိုရင်တော့ get on get off ပေါ့နော်ဒါတော့ရှိမယ် get on ဆိုလို့ရှိရင်အပေါ်သို့တက်သည်ဆိုလို့ရှိရင် the bus came bus ကားကလာခဲ့ပြီးတော့ and I got on ကျွန်တော်ကတော့အပေါ်တက်ခဲ့တယ် bus ကားပေါ်တက်ခဲ့တယ်ပေါ့နော် get off ကကြတော့ get off fall off ပေါ့နော် fall off ကကြတော့ဘာကိုပြောမလဲဆိုလို့ရှိရင်နော် be careful don't fall off မှားပြုတ်ကြသည်ပေါ့နော်အဲ့ဒါမျိုးကိုပြောတယ် so ကြည့်လိုက်မယ်ဆိုလို့ရှိရင်เนาะဒီမှာ up ရှိမယ် down ရှိအောင်မယ် away or off ရှိမယ် back ရှိအောင်မယ်တက်ကြည့်မယ်ဆိုရင် up ကကြတော့ stand up stood up ရှိမယ် get up ရှိမယ် look up ရှိမယ်ဆိုတော့ stand up ဆိုရင်မတက်ရက်တာကိုပြောပါเนาะ he stood up သူမတက်ရက်ခဲ့ပြီးတော့ and left the room အခန်းကနေထွက်သွားခဲ့တယ်နောက်တစ်ကြောင်းမှာတော့ get up ရှိမယ် get up ကကြတော့အိပ်ယာထသည် I usually get up early ကျွန်တော်ပုံမှန်အားဖြင့်စောစောထတယ်နောက်တစ်ခုမှာတော့ look up မော့ကြည့်သည် we look up at the stars in the sky ကျွန်တော်တို့တွေကကောင်းကင်မှာရှိတဲ့ကြယ်တွေကိုမော့ကြည့်ခဲ့တယ် Okay ဒီဘက်မှာတော့ down ရှိမယ် down ကဘာနဲ့တွဲသုံးလို့ရမလဲဆိုတော့ fell down sit down lie down so fell down ဆိုရင်ပြုတ်ကျတယ် the picture fell down so တပ်ပုံပကြီးကားချက်ကပြုတ်ကျခဲ့တယ်နောက်တစ်ကြောင်းမှာဆိုလို့ရှိရင်တော့ would you like to sit down သင် sit down ဆိုတော့ထိုင်ခြင်းသလားထိုင်ချခြင်းသလားပေါ့နော်နောက်တစ်ကြောင်း lie down ဆိုလို့ရှိရင်ကျွန်တော်တို့လှဲလျောင်းတယ်လို့ပြောတော့နော်လှဲချလိုက်တယ်ဆိုလို့ရှိရင် lie down လို့သုံးမယ် lie down on the floor so ကျမ်းမြေပေါ်မှာလှဲချလိုက်ပါနောက်တစ်ခုကကြတော့ away ဒါမှမဟုတ် off ကိုသုံးမယ်ဒီမှာဆိုလို့ရှိရင်ဘာတွေ run away နဲ့သုံးမှာဘာတွေရှိမလဲဆိုရင် run away drove away ရှိမယ်မဟုတ် gone away ရှိမယ် so run away ဆိုလို့ရှိရင် away ကိုပြေးသွားတယ်ပေါ့ the thief တခိုးကတော့ run away ကိုထွက်ပြေးသွားတယ်နောက်တစ်ခုမှာဆိုလို့ရှိရင်တော့ drove away ကိုကားမောင်းသွားတယ် Emma got into the car Emma ကတော့ကားထဲကိုဝင်ခဲ့ပြီးတော့ and drove away သို့ကားမောင်းသွားတယ်သို့မဟုတ်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင် be away gone away ဆိုပြီးတော့လည်းသုံးလို့ရပါသေးတယ်ဆိုလို့ရှိရင် Tom has gone away ဆိုတာအပေါ်ဟာအတူတူပဲပေါ့နော် away ကိုထွက်သွားပြီလို့ပြောတာပေါ့နော်ထွက်သွားတယ်ပေါ့ Tom has gone away for a few days Tom ကတော့ရက်အနည်းငယ်လောက် away ကိုခရီးသွားပြီဒီဘက်မှာဆိုလို့ရှိရင် back နဲ့ဘာတွေသုံးလို့ရမလဲဆိုတော့ come back one back be back ဆိုတော့ကြည့်ကြရအောင် come back ကတော့ပြန်လာသည်လို့ပြောတာပါနော် go away ကိုသွား and don't come back ပြန်မလာနဲ့နောက်တစ်ကြောင်းမှာတော့ one back ကကြတော့ပြန်လာခဲ့သည်
ဆိုတော့ we went out for dinner ကျွန်တော်တို့တွေကညစာအတွက်အပြင်ထွက်ခဲ့ကြပြီးတော့ and then ပြီးတဲ့နောက်မှာတော့ went back to our hotel ကျွန်တော်တို့ရဲ့ hotel စီကိုပြန်လာခဲ့တယ် be back ကကြတော့ပြန်လဲပြီးတော့ရှိနေမယ်လို့ပြောတာပေါ့နော်ပြန်လဲပြီးတော့ရှိနေမယ်ဆိုလို့ရှိရင် Tom is away Tom ကတော့အခု away ရောက်နေတယ် he will be back သူကတော့ပြန်လဲရှိနေလိမ့်မယ်ပြန်လဲရောက်လာလိမ့်မယ် on Monday တနင်္လာနေ့မှာသူကတော့ပြန်လဲပြီးတော့ရောက်လာလိမ့်မယ်ပြန်လဲပြီးတော့ရှိနေလိမ့်မယ်ဒီမှာရှိနေမယ်ပေါ့နော် okay အောက်မှာထပ်ကြည့်မယ်ဆိုရင်တော့ over ရှိမယ် round ရှိမယ် over ကြတော့ကြော်ဖြတ်သွားတာတို့ဘာလို့လဲသုံးတာ okay အဲ့တော့ over by နဲ့သုံးလဲဆိုရင် climb over 10 over ရှိမယ် climb over ကြတော့ကုတ်ကတ်တက်တာကိုပြောတာပေါ့နော် so the wall wasn't very high the wall နေရန်ကတော့ wasn't very high အရန်ကိုမမြင့်ခဲ့ပါဘူး so ဒါကြောင့်မို့လို့ we climbed over ကျွန်တော်တို့တွေကကုတ်တက်သွားခဲ့တယ်ကုတ်ပြီးတော့ကြော်တက်ခဲ့တယ်နောက်တစ်ခုမှာကျတော့ 10 over လို့သုံးတယ်10 over ကကျွန်တော်တို့ဘာလဲဆိုလို့ရှိရင်လှန်တာကိုပြောတာစာရွက်လှန်တာမှာသုံးတယ် so turn over and look at the next page turn over လှန်ပြီးတော့ and look at ကြည့်ပါ the next page နောက်တစ်မျက်နှာကိုကြည့်ပါပြီးတော့ရင်တော့ round ဆိုတော့တွေ့မယ် round ကတော့ပတ်လဲတစ်ပတ်ပေါ့နော် round ကဘာနဲ့သုံးလဲဆိုရင် look around turn around နော် look around turn around လည်းသုံးလို့ရပါတယ် round နဲ့ around နဲ့အတူတူပဲဆိုတော့ကြည့်မယ်ဆိုရင် look around ဆိုလို့ရှိရင်ပတ်လဲကိုလှည့်ကြည့်တယ်ပတ်လဲကိုလှည့်ကြည့်လိုက်တယ်ပေါ့နော် somebody shouted my name စုံတယောက်ကကျွန်တော်ရဲ့နာမည်ကိုအော်ခေါ်ခဲ့တယ် so I look around ဒါမှမဟုတ်ရှင် I look around ကျွန်တော်ကဘေးပတ်လဲကိုကြည့်လိုက်တယ်ပြီးတော့လို့ရှိရင်နော် we turn round ဖြစ်ပါမယ် turn round ဆိုလို့ရှိရင်ပြန်လှည့်တယ်ဆိုရင်ပြန်လှည့်တယ်ဒါမှမဟုတ်ခန္ဓာကိုယ်လှည့်လိုက်တာမျိုးပေါ့နော်ပြန်လှည့်တာမျိုးသုံးတယ် we went for a walk for a long walk ကျွန်တော်တို့တွေက we went သွားခဲ့တယ် for a long walk ဆိုတော့လမ်းအကြာကြီးရှောက်ဖို့သွားခဲ့ပြီးတော့ after an hour တနားရီလောက်ကြာတဲ့နောက်မှာတော့ we turn round or turn around ပေါ့နော်ကျွန်တော်တို့ပြန်လှည့်ပြီးတော့ and went back ပြန်သွားခဲ့တယ်ပြန်လာခဲ့တယ်ပေါ့ okay အဲ့တော့ဒါလေးကိုရှင်းမယ်ထင်ပါတယ် exercise လေးတွေကြည့်လိုက်မယ်ဆိုရင်တော့ point 1မှာဆိုရင် look at the pictures ပုံတွေကိုကြည့်ပြီးတော့ and complete the sentences စာကြောင်းတွေကိုပြည့်စုံစွာဖြည့်ပေးပါ use these verbs ဒီ verb တွေဒီကရိယာတွေကိုသုံးပေးပါ plus in out up နဲ့သုံးပေးရမယ် got တွေရှိမယ် look ရှိမယ် wrote ဆိုရင်စီးခဲ့တယ် sat ဆိုရင်ထိုင်ခဲ့တယ် turn လှည့်ခဲ့တယ် went သွားခဲ့တယ်ပေါ့ so number 1မှာကျတော့အမျိုးသမီးကပရိမောက်ကိုဖြတ်ပြီးတော့ကြည့်နေတယ်ဆိုလို့ရှိရင် number 1 I went to the window ကျွန်မကပရိမောက်စီကိုသွားခဲ့ပြီးတော့ and look out အပြင်ကိုကြည့်ခဲ့တယ် number 2မှာကျတော့ဒီမှာတို့တွေကအိမ်ထဲဝင်တဲ့ပုံလေးဆိုတော့ number 2 the door was open တကားပေါက်ကပွင့်နေတယ် so ဒါကြောင့်မို့လို့ကျွန်တော်တို့တွေကတော့ဝင်လာခဲ့တယ်ဆိုလို့ရှိရင် we got in ဖြစ်ပါမယ် so number 3မှာဆိုရင် he heard a plane နဲ့သူကလေယာဉ်မြန်အတန်ကိုကြားခဲ့တယ်အဲ့တော့ဒီမှာဆိုရင်3မှာသူလေယာဉ်မြန်လာတော့တွေ့လိုက်ကြားလိုက်တယ်အဲ့ဒါကြောင့်မလို့သူအပေါ်မော့ကြည့်တယ်ဆိုတော့ he heard a plane so ဒါကြောင့်မို့လို့ he looked up ဖြစ်ပါမယ်ကျန်တာလေးဆက်ပြီးတော့ဖြည့်ကြည့်လိုက်ပါဦး point 2မှာကြည့်မယ်ဆိုလို့ရှိရင် complete the sentences စာကြောင်းတွေကိုပြည့်စုံစွာဖြည့်ပေးပါ use သုံးပေးပါတဲ့ out away back ဆိုပြီးတော့ဒါတွေကိုသုံးပေးရမယ် out ဖြစ်ဖြစ် away ဖြစ်ဖြစ် back ဖြစ်ဖြစ်ပေါ့နော် etc ကျန်တဲ့ဟာလည်းပါအောင်မယ် number 1မှာဆိုလို့ရှိရင် what happened to the picture on the wall နေရန်ပေါ်ကပကြီးကဘယ်လိုဖြစ်သွားလဲဆိုလို့ရှိရင် it fell down အောက်ကိုပြုတ်ကျခဲ့တယ် number 2 wait a minute ခဏလောက်နေပါဦး don't go blah blah I want to ask you something ကျွန်တော်တင်ကိုတချို့မေးချင်တယ်ဆိုလို့ရှိရင် don't go out အပြင်မသွားနဲ့ဒါမှမဟုတ်ရှင် don't go away သုံးလို့ရပါတယ် so number 3မှာဆိုလို့ရှိရင်တော့ Lisa heard a noise behind her Lisa ကတော့သူမရဲ့အနောက်မှာအတန်တန်ကိုကြားခဲ့တယ် so she looked
to see what it was လှည့်ပြီးတော့ကြည့်လိုက်တယ်ပေါ့နော်အဲ့ဒါဆိုတော့အဲ့ဒါဘာလဲဆိုတာသိချင်တယ်လို့သူကလှည့်ပြီးတော့ကြည့်လိုက်တယ်ဆိုတော့ look round ဒါမှမဟုတ် around ပေါ့နော် she look round she look around so number 4မှာဆိုလို့ရှိရင် I am going blah blah now to do some shopping ကျွန်တော်ကတော့အခုသွားမယ်ဘယ်ကိုသွားမှာလဲဆိုတော့အပြင်သွားမယ်လို့ပြောမှာပေါ့နော်အခုဈေးဝယ်ဖို့အတွက်အချို့ကိုဝယ်ဖို့အတွက်ကျွန်တော်အခုအပြင်သွားမယ်ဆိုတော့ I am going အပြင်သို့ဆိုတော့ out I am going out now to do some shopping I will be at 5 o'clock ကျွန်တော်ကတော့9နာရီမှာပြန်ပြီးတော့ရောက်လိမ့်မယ်ဒီမှာရှိလိမ့်မယ်ဆိုတော့ I will be back at 5 o'clock I'll be back ကျွန်တော်ပြန်ရောက်မယ်ဒါမျိုးသုံးတာပေါ့အဲ့တော့5ကနေပြီးတော့10အထိလည်းဖြည့်ကြည့်ပါဦး3မှာကြည့်လိုက်မယ်ဆိုလို့ရှိရင်နော်Before you do this exercise, think the exercise ကိုမလုပ်ခင်မှာတော့ study the verb in appendix 6. နောက်ဆက်တွဲ6ကကရိယာတွေကိုလေ့လာပါတဲ့ Complete the sentences စာကြောင်းတွေကိုပြည့်စုံစွာဖြည့်ပါ Choose the verb from the box. ဒီ box ကနေပြီးတော့ကရိယာတွေကိုရွေးပါ plus on of app etc. on of app တွေကိုစတဲ့ preposition တွေနဲ့တွဲပြီးရေးပါ If necessary လိုအပ်မယ်ဆိုလို့ရှိရင်တော့ put the verb into the correct form. ကရိယာတွေကိုမှန်ကန်တဲ့ form နဲ့ရေးပေးပါဥပမာအဖြစ်ပြောချင်တာကတော့ present simple သုံးမလား present continuous သုံးမလား past သုံးမလား perfect သုံးမလားဆိုတဲ့အရာပေါ့နော်1 2 3 ing ပေါ့ဘာသုံးလဲပေါ့ verb ဒီမှာ okay အဲ့တော့ကျွန်တော်တို့ကြည့်ကြည့်အောင် so break carry break ကျိုးတယ်ပြတ်တယ် carry တဲတယ် fall ကြမယ် get ရောက်မယ် give ပေးမယ်ကိုသွားသည် hold ကိုင်ဆောင်သည် slow နေသည် speak ပြောသည် take ယူဆောင်သည် wake နိုးထားသည်ဒါပေမဲ့ကျွန်တော်တို့နောက်ကဟာတွေနဲ့ပေါင်းလိုက်မယ်ဆိုရင်တော့တခြားစီဖြစ်သွားမှာပေါ့နော်တချို့အဓိပ္ပာယ်လေးတွေကတော့ okay အဲ့ဒါချက်ကြည့်အောင် number 1မှာ I want to sleep at 10 o'clock ကျွန်တော်ကတော့10နာရီမှာအိယာဝင်ခဲ့ပြီးတော့ and woke up at 8 o'clock in the morning မနက်8နာရီမှာတော့နိုးထခဲ့တယ် so အဲ့တော့ကျွန်တော်တို့အရှိမလဲ past tense တွေ့ရဆိုတော့ကျွန်တော်တို့နောက်မှာလဲ past tense လေးပြန်ရေးလိုက်မယ် number 2ကြည့်မယ်ဆိုရင်တော့ it's time to go သွားမယ်အချိန်ပဲအဲ့တော့ကျွန်တော်တို့ဘာပြောမလဲဆိုတော့ a minute ခဏလေး10မိနစ်လောက်ပါပဲပေါ့နော် I am not ready yet ကျွန်တော်အဆင်သင့်မဖြစ်သေးဘူး okay အဲ့တော့ခဏစောင့်မှာတော့ဘာလို့ပြောလို့ရှိရင်ကျွန်တော်တို့ wait ကိုရှာလိုက် wait မပါဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဘာသုံးလဲဆိုတော့ခဏထိန်းထားပါအောင်လို့ပြောတာမျိုးပေါ့နော်အဲ့တော့ hold on လို့သုံးပါမယ် verb 1ပဲဖြစ်တယ် verb 1ဆိုတော့ကျွန်တော်တို့ verb 1ပဲတန်းရေးရုံပဲနော် hold on a minute 10မိနစ်လောက်ထိန်းထားပေးပါအောင်ဒါမျိုးပြောတာမျိုးနော် so number 3ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ the train ယထာကတော့ကွက်လက်ဖြစ်သွားပြီးတော့ and ပြီးသွားတဲ့နောက်မှာတော့ finally နောက်ဆုံးမှာ stop ရပ်သွားခဲ့တယ်ယထာကနောက်ဆုံးမှာတော့ရပ်သွားခဲ့တယ်ဆိုတော့ပထမအဆုံးဘာဖြစ်မလဲဆိုသူကြည့်လိုက်မယ်ဆိုရင် break ကတော့ပြုတ်ကြတယ်ကွဲတယ်ပေါ့နော်မဖြစ်နိုင် carry တဲဆောင်တယ် forget မဖြစ်နိုင်သေးဘူး give ပေးတယ် go ဆိုတော့မဟုတ်သေးဘူး hold ကိုင်နေတာပြီးသွားပြီ slow ကြတော့ဖြစ်နိုင်တယ်အဲ့တော့ the train slow down နည်းနည်းလေးဖြစ်သွားတယ်နော်အရှိန်လျှော့တယ်လို့ပြောတာပေါ့ slow down ဆိုတာအရှိန်လျှော့တယ် okay ဒါပေမဲ့အနောက်က verb ကိုကြည့်လိုက်ရင်တော့ဒီမှာ stop ကိုတွေ့လိမ့်မယ် verb 2ကိုတွေ့ရဆိုတော့ကျွန်တော်တို့ဒီမှာလဲ verb 2ရေးပေးရမယ်ဆိုတော့ slowed 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 the train slowed down and finally stopped number 4ကြည့်မယ်ဆိုရင်တော့ I like flying ကျွန်တော်ကတော့ပြန်တန်းရတာကြိုက်တယ် but I'm always nervous ကျွန်တော်အမြဲတမ်းစိတ်လှုပ်ရှားတယ် want the plane လေယာဉ်ပြန်ကဘာလုပ်တဲ့အချိန်မှာလဲဆိုတော့ဒီမှာဒီနှစ်ခုတော့ပြီးသွားပြီလေယာဉ်ပြန်ကပြုတ်ကြတဲ့အချိန်ဆိုတော့မျိုးတော့မရှိဘူးပေါ့နော်အဲ့တော့ break ကျိုးပဲ့တဲ့အချိန်လား carry သက်ဆောင်တဲ့အချိန်လားမဟုတ်ဘူးအဲ့တော့လေယာဉ်ပြန်ထွက်ခွာတဲ့အချိန်ဆိုတော့ကျွန်တော်တို့ want the plane take off နဲ့သုံးမယ်လေယာဉ်ပြန်စတင်ထွက်ခွာရဆိုရင် take off လို့သုံးတာ哦အဲ့တော့ကျွန်တော်တို့ဒီမှာကြည့်လိုက်မယ်ဆိုရင်เนาะကျွန်တော်တို့ဒီစာကြောင်းကသူ့ရဲ့ရေဘူးရမှန်ကန်တဲ့အမှုအကျင့်အလေးအကျင့်ကိုပြတဲ့စကားလုံးဆိုတော့ကျွန်တော်တို့ verb 1နဲ့သုံးရုံပဲအဲ့တော့ take off ပါပဲဒါပေမဲ့ကျွန်တော်တို့ subject ကိုပြန်ကြည့်တဲ့အချိန်မှာ the plane ဆိုတာကတော့လေယာဉ်ကအနည်းဖြစ်နေတယ်အဲ့တော့ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ subject အနည်းဆိုရင် verb မှာ s ရဲ့ ing လုပ်မယ်ဆိုတော့ when the plane takes off ဖြစ်ပါမယ် okay အဲ့တော့ကျွန်တော်5ကနေ11ထိထပ်ပြီးတော့ဖြည့်ကြည့်ပါဦးဒီ unit ကနေပြီးတော့လည်းတစ်ခုခုအကျိုးရှိတာလေးလေ့လာနိုင်မယ်လို့မျှော်လင့်ပါတယ်ဆိုတော့
Have a nice day. See you on next unit. Stay strong, stay safe. Bye bye.